Hello ကျမကောင်းပါလေဘောက်ဒီအရန်ထနေတယ်တည့်ရသူများရှိရင်လေကျမကိုလမ်းလေးညွှန်ပေးပါအောင်အဲ့ဒီဘောက်ဒီပြောက်အောင်လို့ပေါက်ကောင်းရွှေနဲ့လျှော်ရမလဲဒါမှမဟုတ်ရင်ဘလို့ကူးတရမလဲပေါ့နော်ကျမလေကျမတည့်ရနီလန်းလေးနဲ့ရှောက်လုံနေရပေါ့နော်တစ်ခါမှလည်းသူတို့မျိုးဘောက်ဒီတစ်ခါမှမထဘူးအမေထတာကလည်းသူခေါင်းတစ်ကုန်းလုံးဖြစ်တာမဟုတ်ဘူးဒီခေါင်းရဲ့အရှိချက်ပေါ့နော်အမှပေါင်ပေါ်မှာဆိုရင်တွေ့တာပေါက်ဖြူဖြူလေးတွေလေစပင်ကတနေ့နှစ်တော့ရှိသွားတယ်တနေ့လားနှစ်လားမသိဘူးနော်စပင်တော့ digital ကောက်ထားတယ်ဒါပေမဲ့အဲ့ဒီခေါင်းတစ်ခါမှအဲ့လိုပေါင်းမထဘူးအဲ့ဒီရှေ့ချမ်းနေမှာဆိုဘီးနဲ့အဲ့လိုမျိုးတော့ကုတ်ရတယ်အမှန်လေကျမအဲ့ဒီပထမဆုံးမှာဒီမှာဘီးနဲ့ဖြီးထားတယ်ကွာဘီးနဲ့ဖြီးပြီးမှတမယာကြီးသွားလုပ်လိုက်တာဟိုလေးဗာလဲတီကောင်စားတိုးလိုက်တယ်လို့ပဲနားမလဲဘူးလေနော်ဘောက်တည်းတအားထနေတယ်ဘလို့မှလည်းနေလို့မနိုင်ဘူးအဲ့လိုစမင်စီထားတဲ့အခါပဲဖြစ်ဖြစ်ဖွာလာချလိုက်တဲ့အခါပဲဖြစ်ဖြစ်ပေါ့နော်လူချားတဲ့ရောက်ရင်လေခေါင်းလေးကိုအဲ့လိုလက်ကလေးနဲ့ကုတ်လိုက်တာနဲ့လေဘောက်တည်းရဲ့စပင်ပေါ်မှာထလာတာအရန်ယွံဖို့ကောင်းတယ်ကွာတယ်မလားဘောက်တည်းကလေဟိုဘီးနဲ့ကိုတခြားကိုချစ်ခိုင်းရတယ်အဲ့တခြားလေးချစ်လိုက်တော့မှလေလူကနည်းနည်းလေးနေလို့ကောင်းပြီးပေါက်လေးတွေနည်းနည်းထသွားတယ်ပေါ့နော်ပေါက်ထတော့မှပဲလူကနေလို့ကောင်းသွားအဲ့လိုမျိုးဖြစ်တယ်တလားရှိသွားရေကပုံမှန်ဒီရေပဲကျမကမဲ့ခေါင်းလျှော့ရေကတော့တီချာတခုကနည်းနည်းပြောင်းလဲလေးတော့တုံးလိုက်တယ်ကျမတုံးတဲ့ခေါင်းလျှော့ရည်ကိုကျမကိုမတ်မှာပြထားပေးမယ်ပေါ့နော်ဒါပေမဲ့တခုရှိတာကဒီခေါင်းလျှော့ရည်ကိုကျမကတိတ်ခါချတာတော့မဟုတ်ဘူးပေါ့နော်ကျမလည်းမတဲ့တာလားတော့မသိဘူးဒီတစ်ခေါက်ခေါင်းလျှော့ရည်ကိုပြောင်းပြီးလျှော့မှုလုပ်ထားတယ် head and shoulder နဲ့လေ head and shoulder မှာ၄မျိုးထွက်တယ်အခုဝယ်လာတာ head and shoulder ပါလဲမသိဘူးအဲ့ဒီဟာနဲ့ပြောင်းလျှော့ကြည့်လို့မှဘောက်ကဆက်ထနေတယ်ဆိုရင်ကျမဥယျာဉ်ပြနဲ့ပတ်သက်တဲ့တခုခုဖြစ်နေတာပေါ့နော်အဲ့လိုပဲယူဆရမှာပေါ့အဲ့တော့တည့်ရသူများရှိရင်ကိုမတ်မှာမှတ်ပေးကြပါအောင်ကျမမှလည်းဒီဘောက်တွေထားတာလေသူကဟိုလိုမျိုးခေါင်းလျှော့ပြီး3ရက်မြောက်မှမဖြစ်သေးဘူးသူကခေါင်းလျှော့ပြီး4ရက်မြောက်ပေါ့နော်4ရက်မြောက်ဆိုရင်သူကခေါင်းမှာအစီထလာမယ်အစီပေါ့ခေါင်းလျှော့မယ်ရေရောက်လာပြီဆိုရင်အပေါက်တွေထလာတယ်အရင်ကဆိုရင်ကျမဟိုဒီမိန်းကလေးကိစ္စဖြစ်တဲ့အချိန်မှာဆိုရင်ခေါင်းကို9ရက်တိတိမလျှော့တဲ့နေ့တွေရှိတယ်လျှော့လို့လည်းမရဘူးလေနော်အဲ့9ရက်ထိတောင်မှစပင်ပေါက်တစ်ခါမှမထဘူးအခုကစပင်က4ရက်မြောက်လောက်ဆိုရင်ကိုပေါက်တွေထလာပြီစပင်လည်းရှေ့လာလို့လားမသိဘူး4ရက်မြောက်3ရက်မြောက်ဆိုခေါင်းကလျှော့သွားပြီအရင်ဆိုရင်နည်းနည်းစပင်ကအရင်မရှိတော့လေနည်းနည်းထားခံတာပေါ့နော်ခေါင်းအမြဲတမ်းလျှော့ရင်လည်းမကောင်းဘူးဆိုတော့လေကျမအဲ့လိုမျိုးအမြဲတမ်းစပင်နဲ့ပတ်သက်ပြီးအပြဿနာရှိရစပင်ကျွတ်တာကတော့ကျမလက်ခံတယ်ပေါ့နော်စပင်ကျွတ်တာကတော့အရင်ကဒီဆေးဆိုးထားတဲ့ဟာတွေနဲ့စပင်ကောက်ထားတဲ့ဟာတွေနဲ့အဲ့ဒါတွေကဖြစ်တာဒီမဲ့ကျမတမယာသီးနဲ့လေခေါင်းပုတ်တာအမလေးအဲ့လိုဘီးနဲ့ချစ်ပြီးတော့မှလေတမယာသီးနဲ့ပုတ်လိုက်တော့လေဥယျာဉ်ပြားကဆက်နေရတယ်မလားတန်ရာဖြစ်နေတဲ့အချိန်တမယာသီးတုတ်လိုက်တာအမလေးနားလိုက်တာကျမကြိမိတ်ပြီးခံရတယ်တိလားအမှန်လေတမယာသီးပုတ်ပြီးတော်တော်လေးကြာပြီးမှဘောက်လုံးမယ်ဆိုရင်အဆင်ပြေမယ်နဲ့တူတယ်အခုဒီတစ်ခေါက်မှာတော့အုံးသီးကိုကျမနှက်ထားတယ်အုံးသီးနှက်တာတော့ကျမဗီဒီယိုထဲမပြထားဘူးပေါ့နော်အုံးစီနဲ့တနားရီလောက်တော့လောလောဆယ်နှက်ထားတယ်ဘလို့ပုံစံထွက်လာမလဲတော့မသိဘူးတမယာသီးမတုံးရတော့အခုခေါင်းတစ်ခုလုံးကကျိန်းနေတယ်ကောင်းနေကျိန်းနေတယ်ထိလို့တော့မရတော့သိရမလားအဲ့ဘောက်တွေထားတာလေဟိုတမယာသီးကလေပြီးခဲ့တဲ့ဘက်ကအဲ့လိုမျိုးတုံးတာမရပါဘူးဘောက်ကထားတာပဲသိလားကျမအုံးစီနဲ့တော့တုံးထားတယ်ရှားဆောင်တချို့လဲတုံးလို့ပြောတယ်ဒါပေမဲ့ကျမစီမှာလဲရှားဆောင်မရှိနေဘူးလေနော်ထိုင်းမှာကျတော့လေရှားဆောင်ဘယ်မှာသွားရှောက်လို့ရှာမှလည်းမသိဘူးအဲ့တော့လောလောဆယ်လွယ်တယ်အုံးစီနဲ့တော့တနားကြီးတိနှက်ထားတယ်နှက်ပြီးသွားရင် head and shoulder နဲ့ခေါင်းလျှော့ကြည့်မယ်ခေါင်းလျှော့ကြည့်လို့မှနောက်တဲ့4ရက်လောက်နေလို့မှဘောက်ကထနေတယ်ဆိုရင်ကျမပါဆက်လို့ရမလဲမသိတော့သပင်ကလုံးတုံးတော့မလို့ပဲစဉ်းစားထားတယ်အဲ့တော့တည့်ရသူများရှိရင်လည်းကျမ comment မှာမှတ်ပေးကြပါဦးရှင်เนาะကျမလည်းအမှကြည်အောင်တာမင်းညာလေဘလုံးမခံစားနိုင်လို့လေကုတ်ထားတဲ့ဟာတွေကလေဥယျာဉ်ပြားမှာဘောက်တွေတော့မရှိတော့ဘူးအဲ့ရထားလာတော့အမှစပင်းနေမှာကတ်တာဖြူကြီးတွေတွေ့ရမောအဲ့တော်တော်ရုပ်ဆိုးတယ်လေလူကြားထဲမှာသွားလာဖို့ဆိုတာအဆင်မပြေဘူးလားကို့ညစ်ပတ်တဲ့မိန်းကလေးလို့ထင်တော့မှလေအမှကြည့်အောင်စပင်းနေပါလေအဖြူဖက်ကြီးကဲကြပါအောင်ကျမရေရလဲပုံမှန်ဒီရေပါပဲထိုင်းမှာရောက်တာ8လရှိပြီတစ်ခါမှမဖြစ်ဘူးဒါပဲဖြစ်ဘူးတဲ့ခုကြည့်ကြပါအောင်နော်